သမီးလေးမြန်မိုးကင်းကဘဝနဲ့တဘဝလုံးအတွက်အရေးကြီးတဲ့ဘာသာရေးဘာသာတခုအကူအဲ့လိုသွတ်သွင်းလိုက်တဲ့အခမ်းအနားကြီးတစ်ခုလောက်တော့အဖေရင်ခောက်ဖြစ်တဲ့ငါ့ကိုကျွန်တော်ခွင့်တောင်းမှုတိုင်ပင်ဖို့နောက်ဆုံးအတိပေးဖို့လိုရတယ်လို့မထင်ဘူးဟိုဆော်ရလည်းပြောတယ်3နှစ်လောက်ခလီ3နှစ်လောက်တည်းကနင်းဖေဟန်ကေဥမမောဆိုဟိုစိတ်မေချက်ကိုသမီးကိုခေါ်သွားတယ်ခလီနဲ့မလိုက်တဲ့ဘာသာရေးအကြောင်းတွေခလီကိုပြောတယ်မကြိုက်ဘူးစိတ်ထဲမှာဒါပေမဲ့အဲ့ဒီနေ့ကပြောတယ်မဟုတ်ခလီကဒီအချိန်မှာခလီကခလီလိုပဲရှင်းသားမှာဈေးကြီးပြမှာဈေးကျွန်တော်လည်းဘိုးတော်ဘာသာအကြောင်းခလီကိုစီးရုံနေရအောင်ခလီအဲ့လောက်ထိမပင်မမှာစီနဲ့ခလီကိုသူ့အချိန်တန်လို့ရှိရင်သူကိုယ်တိုင်ဆုံးဖြတ်တဲ့အရွယ်ရောက်လို့ရှိရင်သူကိုယ်တိုင်ကြိုက်တဲ့သူကိုယ်တိုင်လက်ခံတဲ့ယုံကြည်တဲ့ဟာကိုသူရွေးချယ်ပါစေဆိုပြီးတော့ဟိုခလီဘွားတော်ကလည်းပြောခဲ့တယ်ကြီးတော်လည်းပြောခဲ့တယ်အခုသမီးအီတလီမသွားခင်လည်းအထက်ထက်ခါမှားတယ်အဲ့လိုမလုပ်ပါနဲ့တခုဆိုလို့ရှိရင်ကျန်တဲ့ကိစ္စတွေငါစိတ်ဝင်စားသမီးနဲ့ပတ်သက်ရင်အကုန်လုံးငါသိတဲ့နဲ့ထင်တိုင်းချမ်းပြောပါအထူးသဖြင့်ဒီဘာသာရေးဟိုဘာသာရေးကိုငါချင်းမောင်းတဲ့ထဲမှာမပေါဟိုးရင်နဲ့ငါကိုယ်နဲ့စိတ်မျိုးချက်ကိုလိုက်ပို့ခဲ့တဲ့ကောင်မှာခရစ်စမတ်ဆိုလို့ရှိရင်လည်းနင်းကိုခလေးကိုငါလိုက်ပို့ခဲ့တဲ့ကောင်တဲ့လားအဲ့လိုဒီငါချင်းမောင်းတဲ့ကောင်မဟုတ်ဘူးဘာသာရေးနဲ့ပတ်သက်အသိကိုဟိုလွတ်လွတ်လပ်ထားတဲ့ကောင်ဒါပေမဲ့ဒီခလေးလေးကသူကိုယ်တိုင်ဆုံးဖြတ်တဲ့အရွယ်ရောက်မှသူကြိုက်တဲ့ဘာသာအကူဝင်ပါစေဆိုတော့လေအထက်ထက်ကပြောထားတယ်အဲ့တော့လူကြီးလှုပ်ချလိုက်တယ်ပြီးတော့အဲ့ဒါကြီးကိုငါနဲ့ကျွန်တော်နဲ့သူနဲ့အဆက်အသွယ်မရှိရလဲမဟုတ်စက်တင်ဘာ2ရက်နေ့ကလည်းအဆက်အသွယ်ရှိတယ်သမီးကျူရှင်လာခါပဲဒီကလှမ်းပို့ပြီးတော့ပြီးတော့စက်တင်ဘာ26ရက်နေ့ကလည်းခလေးနဲ့ပတ်သက်တဲ့အကြောင်းတွေနင်လိုအပ်တဲ့စားစရာတွေအစားတွေငါအကုန်ပို့ပေးတဲ့အကြောင်းနင်ကနေတိုင်း messenger မှာစကားတွေအများကြီးပြောတဲ့အချိန်မှာလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့တခွန်းတလီလေးတော့ဟိုတိုင်မင်မာတွေခွင့်တောင်းမာတွေမပြောအ ਨੇ ဆုံးအသိပေးတဲ့တယ်လို့မထင်ဘူးလားနောက်ဆုံးအခုဒီသတင်းထွက်လာတာကဒီနေ့ဘယ်နေ့ရလဲ9ရက်6ရက်နေ့အထိကျန်တဲ့မိနစ်တနေ့အထိ messenger မှာစကားပြောသေးတယ်ငါရှိမှရှူတင်မနက်ကောညအောင်အဲ့လိုသွားနေရလို့ဟိုနေမာတဲ့ဟာတွေမပို့နိုင်သေးလို့မနေ့ကကြာငါရှူတင်ပြီးပြီးအောင်ပို့လို့ရနင်းနဲ့ကနေအပြန်ကနေပြောနေပို့တဲ့စားတွေနည်းနည်းတော့မဟုတ်အဲ့မှာဒီအကြောင်းဒီကိစ္စတော့အရေးကြီးတာမရှိဘူးပါငါမှာအဲ့လိုပြောလို့ဘာသာရေးကိုချင်းမြောင်းတဲ့ကောင်မဟုတ်ဘူးဒါပေမဲ့ဘာသာရေးကအဲ့လိုအရေးမကြီးဘူးဆိုလို့ရှိရင်အဲ့လိုဘာသာတစ်ခုအောက်ကိုသမီးကိုသွတ်သွင်းတဲ့ဥစ္စာကြီးအခမ်းအနားကြီးနဲ့လုပ်ဆရာမလိုဘူးလေလုပ်တယ်ဆိုရတာအရေးကြီးလို့ပေါ့ဟိုသမီးဟိုကျွန်တော်စိတ်ကငါမွေးတဲ့ကလေးကိုဟိုငါကိုယ့်ရဲ့ဘာသာကိုကိုးကွယ်ရမယ်ဆိုတော့တည်ယူတာစိတ်မျိုးလည်းမရှိကလေးလေးက12နှစ်ပဲရှိသေးတယ်အဲ့ဒါသမီးကိုယ်နဲ့ကဝင်နေတယ်လို့ငါ့အောင်လာမပြောနဲ့ငါသမီးကြောင့်ငါအတိတော့ဟုတ်ပါဘူးသမီးအဲ့မှာနေနေရတဲ့အခြေအနေကိုတခုနားလေတယ်အဲ့အတွက်ကြောင့်မင်းတို့ Sunday School ပဲဖြစ်ဖြစ်ဟာလား Sunday မှာ church တက်လို့ရှိရင် Sunday ရေမဟုတ်တပတ်မှာ9ရက်လုံးခေါ်သွားကြမှာဘုရားကြောင့်ဒါပေမဲ့ဒီလိုမျိုးခန္ဓာကြီးနဲ့တော့လုပ်စရာမလိုသေးဘူးလေကွာသမီးကကလေးလေးရှိနေတာသူ့ရွေးချယ်ပါစီဆိုတော့လည်းထက်ကပြောတယ်အဲ့ဒါကိုငါ့အတိပေးဖို့အခွင့်အရေးမရှိတာလည်းမဟုတ်နဲ့ငါနဲ့ Messenger မှာအများအားပြောနေကြသမီးနဲ့ပတ်သက်ပြီးတော့မနေ့ကတနေ့အထိပြောသေးတယ်ဆိုအဲ့ချိန်မှာလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတလုံးတလီလေးတောင်အဖေရင်ခောက်ဖြစ်တယ်ငါ့ကိုတိုင်မင်လာတွေဟိုအခွင့်တောင်းတာတွေထောင်းအတိလေးတောင်တစ်ချက်မပေးဘူးဆိုတော့များတယ်ကျန်တဲ့ကိစ္စတွေမှာသာသမီးနဲ့ပတ်သက်မမျှော်လင့်တာရှိမှာမင်းတို့အဲ့ဘာသာလည်းအဲ့လိုကိုဘာသာတွေဝင်လို့ငါတကိုးရှုံးသွားတာလည်းမဟုတ်ဘူးငါဘာသာတွေဝင်လို့တကိုးနိုင်သွားလည်းမဟုတ်ဘူးသူ့ဖះကောင်းတယ်ကိုဖះကောင်းတယ်ဖះလူနေရအောင်လည်းငါအဲ့လိုဒီမကျင်းမြောင်းဒါပေမဲ့ဟိုမီယိုပလာဗုဒ္ဓဘာသာမဟုတ်တဲ့ငါကအဲ့ခလေးနဲ့ပတ်သက်ဟိုခလေးကိုဝင်အရင်မာကြီးတွေကညာနဲ့အဲ့ဘိုက်ကိုပုတ်ပြီးတော့ပထမ်းယူပေးခဲ့တဲ့အဖေအဲ့လိုပြောလို့ဟိုဘာသာရေးအကြောင်းပြောတာမဟုတ်ဘူးကွာအခုဒီနေ့ဒီလိုမျိုးသာမပြောထားလို့ရှိရင်ဒါကြီးက तू ကတရားဝင် online ကိုမတရားဝင်ဟိုတနိုင်ငံလုံးတစ်ကမ္ဘာလုံးသိတဲ့ကိစ္စကြီးမှာအနည်းဆုံးအဖေဖြစ်တဲ့ငါသဘောမတူဘူးကွာဒီကိစ္စကိုအဲ့ဒါဟိုခရစ်ယာန်ကိုမကောင်းပြောတာလည်းမဟုတ်သမီးတစ်ပတ်ကိုကြိုက်လို့ရှိရင်အစ္စလာမ်ပဲဝင်မယ်ဂျူးလည်းပဲဝင်မယ်ဂျိန်းဘာသာတွေပဲဝင်ကြိုက်တဲ့ဘာသာတွေဝင်မယ်သမီးကိုနိုင်ကစဉ်းစားဆုံးဖြတ်တဲ့အရွယ်ရောက်လို့ तू ရွေးချယ်တယ်လို့ရှိရင်ဘယ်ဘာသာပဲဝင်မယ်နောက်တော့ free တင်ကောဘယ်ဘာသာမှမကိုးကွယ်ဘူးဆိုလဲငါတို့အရေးမကြီးဘူးအခုကငါခရစ်ယာန်နဲ့ဝင်သွားလို့ငါဘုရားဘာသာဘက်ကတကူရှုံးသွားတယ်ဆိုပြီးပြောတာမဟုတ်အဖေရင်ခောက်ကအနည်းဆုံးတော့အတိပေးတဲ့တယ်ပြီးတော့ဒီကလေးကဆုံးဖြတ်တဲ့အရွယ်မလို့သူဝင်သွားမပြောကြိုက်တဲ့ဘာသာဝင်ကွာငါတော့မှအဲ့ဘာသာတွေကိုဟိုဘာသာရေးနဲ့ပတ်သက်ပြီးအကုန်လုံးလွတ်လွတ်လပ်လပ်တွေးတဲ့ကောင်အဲ့လိုချင်းမြောင်းတဲ့လူလည်းမဟုတ်ဘူးဆိုတော့အဲ့လိုတစ်ဖက်သက်တွေကိုဟိုဘက်ကငါဒီဘက်ကနေအမြဲတမ်းတစ်ခုအဲ့ဘက်ကတစ်ခုတုံ့ပြန်တယ်ဒီဘက်ကဘာတစ်ခုမှမတုံ့ပြန်လူတွေငါ့ကိုဆက်ချက်လို့ဆက်ဘာမှလည်းအဲ့ဒါတွေဘောမှာငါတော့ဘာလူတွေဆဲတာတွေရေးလည်းမကြည့်ဘူးဒါပေမဲ့ဒီကကြောင့်မပြောလို့မရတော့ဘူးငါသမီးလေးနဲ့ပတ်သက်တာပြီးတော့ဘာသာရေးအရေးမကြည့်ဘူးပြောလို့မရဘူးကွာသလားအရေးမကြည့်အဲ့လိုပွင့်လန်းတယ်ပဲအခမ်းအနားကြီးနဲ့မလုံးနဲ့လေ